အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပေးသွားခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့လေ့ကျင့်ငန်းလုပ်တဲ့အချိန်မှာအရေးကြီးဆုံးအားကစားပစ္စည်းတွေတဲကတစ်ခုဖြစ်တဲ့အားကစားဖက်နက်အကြောင်းကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်ဘလို့အားကစားဖက်နက်ကဘလို့လေ့ကျင့်ခန်းနဲ့တင့်တော်လဲဆိုတာကိုဒီဗီဒီယိုထဲမှာကျွန်တော်အစအဆုံးမျှဝေပေးသွားခြင်းပါတယ်ဒီအကြောင်းအရာကိုကျွန်တော်မမျှဝေပေးခင်မှာကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာအားကစားဖက်နက်ကဘယ်လောက်ထိအရေးပါလဲဆိုတာကိုကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ကျွန်တော်အရင်ပြောပြပေးခြင်းပါတယ်ကျွန်တော်2012လောက်ကရက်ကွက်ထဲကဂျင်တစ်ခုမှာကျွန်တော်ကစားတယ်အဲ့အချိန်ကာလတော့ရက်ကွက်ထဲကဂျင်တွေမှာကတစ်လောက်1000ဝန်းကျင်ပဲရှိတယ်ပေါ့နော်အဲ့အချိန်မှာရက်ကွက်ထဲမှာဂျင်မှာရှိတဲ့လူ10ယောက်မှာ9ယောက်လောက်ကအားကစားဖက်နက်လုံးဝမစီးပါဘူးခြေပလာတွေနဲ့ကစားတယ်အဲ့ဒီနေ့ကကျွန်တော်ဘလို့အဖြစ်ကိုကြုံတွေ့ခဲ့လိုက်ရလဲဆိုတော့တကယ်ပေါ့နော်ကျွန်တော်အဲ့ချိန်မှာသွားကစားတဲ့အချိန်မှာကျွန်တော်ကို train မေးတဲ့ဆရာတယောက်ကကျွန်တော် train မေးနေနဲ့သူကအိမ်နောက်ဖေးမှာထမင်းကိုတည်ထားတယ်ထမင်းကိုကြက်ပြီးဆိုပြီးတော့သူကအလန်တကြားနဲ့ပြေးသွားတယ်ကျွန်တော်အဲ့နေ့ကshoulder press ကစားတယ်ကျွန်တော်တို့ထိုင်တဲ့ခုံတွေ bench ခုံတွေက3-4ခုံရှိတယ်ဂျင်ထဲမှာဖြစ်ချင်တော့သူအဲ့လိုမျိုးကျွန်တော်ကို train ပေးတဲ့ဆရာအိမ်နောက်ဖေးကိုသွားဖို့သူပြေးသွားတဲ့အချိန်မှာသူကလည်းဖက်နက်မစီးတာဘူးအဲ့ချိန်မှာဖြစ်ချင်တော့ bench ခုံဆိုတာကသိတဲ့အတိုင်းပဲတန်နေနဲ့တိဆောက်ထားပြီးတော့မှတန်အပေါ်မှာဆိုဖာကိုသူတို့ပြန်ဆွတ်ထားတာပေါ့အဲ့ဒီတော့အဲ့နေ့ကအဲ့ကျွန်တော် train ပေးတဲ့ဆရာကသူကအရေးတကြီးနဲ့အိမ်နောက်ဖေးကိုပြေးသွားတဲ့အချိန်မှာအဲ့ဒီ bench ခုံအောက်မှာရှိတဲ့ထောက်ထားတဲ့တန်မှာဆွတ်ထားတဲ့အစုပ်ကပြုတ်ထွက်နေပြီးတော့ပြောရရင်4000လေးပေါ့နော် bench ကိုအောက်မှာထောက်ထားတဲ့ဟာလေးက4000တန်ချောင်းလေးကကော်မဆွတ်ထားတဲ့အပေါ်မှာပြောရရင်သူကဓားလိုပုံစံ4000အကွက်လေးဖြစ်နေတယ်ဗျာ4000အကွက်ပုံစံလေးဖြစ်နေတဲ့အချိန်မှာသူကဖက်နက်ကလည်းမပါဘဲနဲ့ရှက်ပြနဲ့ပြေးသွားတဲ့အချိန်မှာအဲ့ဒီတန်ပြားနဲ့သူ့ရဲ့ခြေမနဲ့တွားပြီးတော့ဒီလိုမျိုးစောင့်ပြီးတဲ့အချိန်မှာသူ့ရဲ့ခြေမဟတ်တက်ကြီးကွဲသွားတယ်ဟာအမှဂျင်ကလူတွေကလည်းတွေးတွေကလုံးဝဖြာကနေထွက်ပြီးတော့ဟာဆရာဘာဖြစ်တာလဲဘာလဲညာလဲပေါ့သူဒီ bench ခုံအောက်မှာရှိတဲ့တန်နဲ့သူတွားပြီးတော့သူ့ရဲ့ခြေမနဲ့ထိမိတယ်ဆိုဖြစ်ပြီးတော့အဲ့ဒီမှာစေကန်တွေကိုအရေးပေါ်ကျွန်တော်တို့ပို့လိုက်ရတယ်ပေါ့နော်အဲ့ဒီဖြစ်ဖြစ်မို့တွေ့သွားတဲ့အချိန်မှာတကယ်လို့သူသာဖက်နက်စီးထားမယ်ဆိုရင် at least အနည်းဆုံးတော့သူ့ခြေမကဟတ်တက်ကြီးမကွဲဘဲနဲ့အရင်ဆိုးရမထိခိုက်နိုင်ဘူးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မြင်မိတယ်ပေါ့ဒါကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အဖြစ်ကိုကျွန်တော်ပြောပြတာလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာဒီဖက်နက်ကဘယ်လောက်ထိအရေးကြီးလဲပေါ့နော်တချို့တွေဆိုလည်းရှိတယ်ဗျာအလေးပြုတ်ကြလို့ရှိရင်ခြေပလာဆိုရင်ကိုယ့်ရဲ့ခြေထောက်တွေပါတော့ထိခိုက်သွားနိုင်ဖက်နက်ရှိတော့အနှဲငယ်တော့တတ်တာနိုင်တယ်ပေါ့ဒါကတော့ကျွန်တော်ဘုဒ္ဓအနေနဲ့မျှဝေပေးသွားတာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာကျွန်တော်ကလေ့ကျင့်ခန်းပုံစံအမျိုးမျိုးလုပ်တယ်အလေးမားတဲ့လေ့ကျင့်ခန်းတွေလုပ်တယ် strength တွေပေါ့နော် strength လေ့ကျင့်ခန်းတွေလုပ်တယ်ပြီးတော့ကျွန်တော် functional တွေဆော့တယ်ပြီးတော့ကျွန်တော် outdoor running တွေလုပ်တယ်အဲ့လိုလုပ်တဲ့အချိန်မှာကျွန်တော်မှာကဖက်နက်တရံနဲ့ထားဖို့ကြတော့အဆင်မပြေတဲ့အပေါ်မှာကျွန်တော်ကတော့လက်ရှိကျွန်တော်ဖက်နက်3ရံထားရတယ်အဲ့ဒီမှာဘယ်လေ့ကျင့်ခန်းတွေကတော့ဘယ်ဖက်နက်ကိုကျွန်တော်သုံးလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးသွားပါမယ် okay အရင်ဦးဆုံးအနေနဲ့ကျွန်တော် strength training တွေလုပ်တဲ့နေ့ကျရင်ကျွန်တော်စီးတဲ့ဖက်နက်ကတော့ဒီဖက်နက်ပါပဲဒီဖက်နက်ကတော့ Under Armour နဲ့ The Rock နဲ့ပေါင်းပြီးထုတ်ထားတဲ့ Under Armour Rock Project 5ဖက်နက်ပဲဖြစ်ပါတယ်ဒီဖက်နက်က2023ကကျွန်တော်ဝယ်ထားတဲ့ဖက်နက်ပေါ့နော်ဟုတ်ပြီဒီဖက်နက်ကဘာလို့ကျွန်တော်အလေးမားတဲ့ strength training တွေလုပ်တဲ့အချိန်မှာသုံးလဲဆိုတော့ကျွန်တော် deadlift ဆွဲတာတို့အောက်ပိုင်းထိုင်တာတို့ squat ပေါ့နော် squat ထိုင်တဲ့နေ့တွေမှာဆိုရင်ဒီဖက်နက်ကိုဘာလို့သုံးလဲဆိုတော့သူ့အောက်မှာရှိတဲ့ဆိုးသူ့အောက်မှာရှိတဲ့ဖက်နက်ရဲ့ဆိုးကအမှားဖြစ်တယ်အဲ့တော့ strength training တွေလုပ်တဲ့အချိန်မှာဥပမာထားပါတော့ squat ထိုင်မယ် squat ထိုင်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ angle ပေါ့နော်ကျွန်တော်တို့ရဲ့ဒီခြေထောက်ခြေချင်းဝစ်က stability ကောင်းမှုအရေးကြီးတယ်အဲ့တော့ဖက်နက်ရဲ့ဆိုးကပြော့နေမယ်ဆိုရင်ကျွန်တော်တို့ angle ရဲ့ movement ကလည်း stability ကောင်းမှာမဟုတ်ဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ injury ရနိုင်တယ်အဲ့ဒီတော့ကျွန်တော်ကအလေးမလေ့ကျင့်ခန်းတွေလုပ်တဲ့ strength training တွေလုပ်တဲ့အချိန်မှာကျွန်တော်ဒီဖက်နက်ကို
သုံးဖြစ်တယ်ပြီးတော့ဒီဖနက်ကိုကျွန်တော်ကြိုက်တဲ့တစ်ချက်ကဒီဖနက်ရဲ့တိဆောက်ထားတဲ့ပုံစံကျွန်တော်ရဲ့ခြေထောက်နဲ့လည်းအဆင်ပြေတယ်ကျွန်တော်ရဲ့ခြေထောက်ကသူများရဲ့လိုပြတ်မကျဲပဲနဲ့စုနေတာဖြစ်တဲ့အတွက်ဒီဖနက်ရဲ့ဒီအရှေ့ပိုင်းပေါ့နော်ဒီဖနက်ရဲ့အရှေ့ပိုင်းကလည်းပြတ်မကျဲပဲနဲ့စုလေးဖြစ်နေတဲ့အတွက်ကျွန်တော်နဲ့ကဝစ်လိုက်တဲ့အချိန်မှာ fitting ဖြစ်ပြီးတော့အလေးကစားတဲ့အချိန်မှာလုံးဝကျွန်တော်ရဲ့ခြေထောက်ခြေချင်းဝက်က stability အရန်ကောင်းတယ်ပြီးတော့အလေးတွေပါမပြီးတော့ farmer walk တွေပါလေလုပ်လို့ရှိရင်လည်းဒီကောင်က stability အရန်ကောင်းပြီးတော့သူ့ရဲ့ grip ဒီအောက်မှာ grip ရှိတယ်သူ့ရဲ့ grip တွေကလည်းအရန်ကောင်းတယ်အဲ့တော့ကျွန်တော်အလေးမလေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာဒီကောင်လေးဒီ Under Armour Rock Project 5ကိုတုံးတယ်ပြီးတော့ဒီဖက်နက်လေးကိုကြိုက်တဲ့တစ်ချက်ကလည်းဒီဖက်နက်ကကျွန်တော်တခါလေကျရင်အပြင်မှာသွားလို့ရှိရင်လည်းဒီဖက်နက်လေးကိုဝစ်ဖြစ်တယ်အဖြူလေးဖြစ်တဲ့ပုံမှာ faction အနေနဲ့လည်းဒီဖက်နက်ဝစ်လို့ရှိရင်လည်းအရန်အဆင်ပြေတယ်ပေါ့နော်နှစ်မျိုးသုံးလို့ရတယ်ဗျာအဲ့တော့ကျွန်တော်တော့တန်တယ်ကျွန်တော်အခုဒီက3000ဆိုအခု2026ရှိပြီဆိုတော့3နှစ်လောက်ရှိပြီတန်တယ်ဗျာကျွန်တော်စီးရတာဖက်နက်ကအခုချိန်ကြီးလုံးဝ fine အောင်ပဲဟုတ်ပြီဒါကတော့ကျွန်တော်အလေးမလေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာသုံးတဲ့ဖက်နက် Under Armour Rock Project 5ပဲဖြစ်ပါတယ်ဒုတိယဖက်နက် function နဲ့ကစားတဲ့နေ့တွေမှာကျွန်တော်သုံးတဲ့ဖက်နက်ကတော့ Nike ရဲ့ Downshifter ဖက်နက်ပဲဖြစ်ပါတယ်ဒီဖက်နက်ကကျွန်တော် promotion နဲ့ရလိုက်တဲ့ဖက်နက်လေးပေါ့နော်ကျွန်တော် functional နေ့တွေမှာဒီဖက်နက်ကိုဘာလို့သုံးလဲဆိုရင်ဒီဖက်နက်ကဆောနာကျွန်တော်ပြောပြခဲ့တဲ့ rock project လိုမျိုးလို့အရင်ကြီးလည်းမမှာဘူးသူကအပြော့လဲနည်းနည်းပါတယ်အဲ့တော့ functional ကစားတဲ့နေ့တွေမှာဆိုရင်ကျွန်တော်တို့ကခုံပေါက်တာတွေလည်းလုပ်ရတယ်အလေးနဲ့မတာလည်းလုပ်ရတဲ့အပေါ်မှာဖက်နက်အမာကြီးတည်တတ်မယ်ဆိုရင်ကျွန်တော်တို့ကအဆင်မပြေဘူးပြီးတော့နောက်တစ်ချက်ဒီကောင်က running လည်းလုပ်လို့အဆင်ပြေတယ်ဒါပေမဲ့သူ့ရဲ့ soul ကတော့အရန်ကြီး runner ဖက်နက်တွေလိုမျိုးတော့အရန်ကြီးတော့ပျော့မနေဘူးတင်းလျှောက်ပတ်ပြီးတော့ပျော့တယ်နော်ပြီးတော့အောက်က soul ကလည်းဒီအောက်က soul ဆိုရင်မာတယ်ဒီနေရာမှာဆိုရင်ပျော့တယ်ပြီးတော့သူ့ရဲ့အောက်က grip တွေကလည်းအရန်ကောင်းတယ်အဲ့တော့ကျွန်တော် functional တွေကစားလို့ရှိရင်ဒီကောင်နဲ့သုံးဖြစ်တယ် running တွေလုပ်ရင်လည်းတစ်ခါလေဒီကောင်သုံးဖြစ်တယ်ဟုတ်ပြီဒါကတော့ကျွန်တော် functional ကစားတဲ့နေ့တွေမှာသုံးတယ် Nike ရဲ့ Downshifter နောက်ဆုံးဖက်နက်တရံအနေနဲ့ကျွန်တော် outdoor running တွေလုပ်တဲ့အချိန်မှာသုံးတဲ့ဖက်နက် New Balance ရဲ့ Fuel Gel ပဲဖြစ်ပါတယ်ကျွန်တော်ဒီဖက်နက်ကို outdoor running တွေမှာဘာလို့အဓိကထားပြီးအသုံးပြုလဲဆိုတော့ဒီဖက်နက်ရဲ့ form ကလုံးဝပျော့ပြီးတော့ဣနေတာပဲတော်တော်လေးဝစ်လို့ကောင်းတယ်ပြီးတော့သူကဒီမှာ carbon flake လည်းပါတယ်ဒီမှာတစ်ခုပါတယ်ဒီမှာလည်းတစ်ခုပါတယ်သူ့ရဲ့ soul ကလုံးဝပျော့တယ်ပြီးတော့ဒီကောင် energy return ပေါ့နော် energy return လည်းပေးတယ်ပြေးလို့ရှိရင်လည်းခြေထောက်နာတာတွေကိုလည်းမဖြစ်စေဘူးပြီးတော့ဒီအရှိမရှိတဲ့နေရာဖြက်ကလည်းမကျဲတဲ့အပေါ်မှာကျွန်တော်ရဲ့ခြေထောက်နဲ့ကအရန်အဆင်ပြေတယ်တစ်ချက်ကျမ်းမြင့်မှာနေမီပြေးလိုက်တဲ့အချိန်မှာပေါ့မြေကြီးတစ်ချက်ပေါ့နော်ဒီကတ္တရာတွေပေါ်မှာနေမီပြေးလိုက်တဲ့အချိန်မှာအရန်ပေါ့ပါခံစားရတယ်ဗျာမောလို့မောမှမသိဘူးဆိုတော့ကျွန်တော် outdoor running တွေမှာပြေးလို့ရှိရင်ဒီကောင်ကိုအများအဖြစ်အသုံးပြုတယ်ပြီးတော့ကျွန်တော်အပြင်တွေပါတယ်သွားတဲ့အချိန်မှာပေါ့နော်အပြင်တွေပါတယ်လေ့ကျင့်ခန်းမလုပ်ဘဲနဲ့အပြင်ဝတ်စားတွေနဲ့သွားတဲ့အချိန်မှာလည်းဒီဖက်နက်ကိုဝစ်ဖြစ်တယ်သူကကျွန်တော်အတွက်ပေါ့နော်နှစ်မျိုးလဲသုံးလို့ရ running အတွက်လည်းရသလိုကျွန်တော်အလုပ်ပရက်အပြင်သွားပြီးအပြင်ရှောက်လေတဲ့အခါဒီမှာလည်းဒီဖက်နက်လေးကိုစီးလို့ရှိရင်လည်းဒီဖက်နက်ကလေ့ကျင့်ခန်းဖက်နက်တီးတန်းပုံစံမပေါက်ပဲနဲ့ faction လည်းကြားတဲ့ပုံမှာကျွန်တော်ဒီဖက်နက်လေးကိုလည်းအရန်ကြိုက်တယ်ဒါကတော့ကျွန်တော်outdoor running နေလုပ်တဲ့အချိန်မှာအများအဖြစ်သုံးတဲ့ New Balance ရဲ့ Fuel Gel ပဲဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာဘယ်လိုလေ့ကျင့်ခန်းတွေကိုဘယ်လိုဖက်နက်တွေသုံးလဲဆိုတာကိုကျွန်တော်မျှဝေပေးသွားပါတယ်အဲ့ဒီတော့ကိုကလည်းလေ့ကျင့်ခန်းဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရင်ဘယ်လိုဖက်နက်တွေကကိုယ်နဲ့တင့်တော်မလဲဆိုတာကိုရွေးချယ်နိုင်လိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်မိပါတယ်အဲ့ဒီတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့တွေ့ဆုံကြမယ် See you